ခုဒီစေတနုပဒနာကိုရှုတော့တပြည့်တော့လိုက်နိုင်တယ်ဒီသင်္ကန်းစာကိုလက်စင်ကိုလိုက်နိုင်တယ်စေတနုပဒနာကိုလိုက်နိုင်ဒီဓမ္မနုပဒနာကိုဒီတော့မလိုက်နိုင်ဘူးမလိုက်နိုင်အဲ့ဒီဘုံတော့အဲ့လိုဖြစ်အဲ့တော့ဆရာတော်မေးချင်တာပြီးတော့စိတ်နဲ့ပြန်ပြောင်းရှုလို့ဖြစ်နိုင်မလားကိုနိုင်နင်းနဲ့ကမ္မထာနဲ့ပဲလမ်းဆုံးတဲ့အထိသွားရမလားဒီလိုရောက်ခက်ပြီးတဲ့ဓမ္မနုပဒနာလေအမေစိတ်ကိုယ့်ရဲ့ကိလေသာရောက်ခက်တာလေဒီအာယုံကဒါအသက်ဟိုဘယ်လိုလဲအာယုံကအသက်မဝင်ဘူးဗျာစိတ်ကအသက်သွင်းတာဒီပြီးတော့ရဲ့စိတ်ကပဲလေကိုမြင်နေကြနေစားအသက်သွင်းလိုက်တာလေဗျာတကယ်တော့အာယုံကအသက်ရှိမနေပါဘူးဗျာအဲ့တော့တပြီးတော့အဲ့ပေါ်မှာတတိအားနဲ့တတိအားရနေတဲ့ခါကျတော့မိတစ်ချက်မမိတစ်ချက်ဖြစ်တယ်ဖြစ်တော့အားမရတော့ဘလို့အားနေချက်ကရှိလဲဆိုရင်တပြီးတော့တတိလွတ်သွားရင်ဥပမာငါမြင်ငါစားတွေဖြစ်တယ်ဖြစ်တော့ငါလုပ်ပေါ့နော်ဒီငါပြောငါဆိုပေါ့အဲ့တော့အဲ့မှနေလည်းမပြီးဘူးဖျားရဲ့ဟိုမပြီးဘဲနဲ့ဒီခုနလိုပေါ့ဟိုဘလို့လဲတန်တရားပေါ့နော်တန်တရားပေါ့အဲ့လိုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဒီလိုမဖြစ်ချင်မပြတ်ဘူးပေါ့မပြတ်ဘူးတန်တရားမပြတ်ဘူးပေါ့တတိအားနေတယ်ပေါ့အဲကြောင့်တတိအားတင်လို့လွယ်တဲ့တတိတင်လို့လွယ်တဲ့ခုနလိုပေါ့ထိုင်ပြီးတော့ပဲဟိုစိတ်ဓာတ်နုပဒနာအဲ့လိုရှုနည်းနဲ့သွားမလားဒီလိုဆရာတော်လိုပဲဟိုဆရာအားကိုပြီးတော့ဓမ္မနုပဒနာနဲ့ဆရာအားကိုပြီးတော့ဓမ္မနုပဒနာဆရာအားမကိုလို့မရဘူးဗျာကိုအားကိုလို့မနိုင်ဘူးအဲ့လိုဓမ္မနုပဒနာနဲ့သွားရမလားဓမ္မနုပဒနာကလေဒါကိုဆရာလေးပြောတော့ပဲဖြတ်ပြောထားပါဘုမိုးဆရာလည်းညင်းမှာမဟုတ်မငင်းဘူးလေဓမ္မနုပဒနာကခန္ဓာကိုအားကိုးရတာဆရာလွတ်သွားပြီအဲ့ဒါလေးတော့ဘုံနားလည်မိတယ်ဘုံမဟုတ်တော့ကြီးတို့ဘုန်းကြီးပဲမေးပေါ့ဘုံမနာလေတာစိတ်ဓာတ်နုပဒနာပါတော့ဓမ္မနုပဒနာဆိုတာသိမြင့်သွားတဲ့အခါမှာကျတော့သူကအားလုံးကဓမ္မပဲလေစကားပြောနေတာလားကြည်တယ်အပြောင်းလဲနေတာအားလုံးကဓမ္မကြီးပဲအဲ့ဓမ္မလို့မှာခုနလိုပေါ့ဘုံအပြက်ထဲတယ်လို့ပေါ့ကောင်းပြီဆရာတော်ပြမေးတာပြီးတော့နားလေဗျာစိုက်ရှုနဲ့ဝိုက်ရှုဆိုတာရှိတယ်ဟိုဆရာတော်ကကြတော့လေဝေဒနာဘာလာတာဆရာတော်ကဉာဏ်အားကောင်းတဲ့ခါကျတော့စိုက်ရှုတော့ဝေဒနာတော့ကလည်းမရှိဘူးဒီလိုလည်းရှိနေမှာအတော်ကြီးဆရာတော်ညင်းတာပေါ့ဒီမှာပေါင်ကြီးတွေခြေတလုံးကြီးတောင့်တင်းတာပဲရှိတယ်ဝေဒနာနားတယ်ကျင်းနေဆရာမလည်းမရှိဘူးအဲ့ဒါကိုတပည့်တော့နောက်တော့အဲ့ဒါပေါ့လေခုနစကားတွေကဆက်ဆက်နေတာညင်းတော့အားကြည့်တော့ဆရာမခံနိုင်တော့မိုးကိုရိတ်တာကြီးမှတရားသွားဝင်နေဆိုအဲ့နဲ့တပည့်တော့တရားသွားဝင်တော့အဲ့လိုပဲထုံးတဲ့အတိုင်းပဲဝေဒနာတက်တာပေါ့လေတက်တော့မနိုင်တော့အဲ့ရဆရာမေးတာအဲ့ဒါကိုတပည့်တော့ပြောပြရတာလေဟိုငငယ်ရဆိုရင်လို့ရဲညင်းနေအဲ့လိုပေါ့နော်ဟိုထိချင်ပြီးဟဲ့ဆိုရင်ဘယ်သူ့မှလည်းနားမလဲပေးတတ်ဘူးအပေါ်တက်သွားတယ်ရိတ်တာကြီးပေါ်တက်ကဟိုဓမ္မခရိကနေတဲ့ထံကိုတက်သွားတယ်ဖုံဖုံမေးတယ်အရှင်ဘုရားလို့တပည့်တော်ဝေဒနာကြီးအရန်တက်တယ်မခံနိုင်တော့ဘူးအဲဒါကြောင့်မလို့တပည့်တော်ဘလို့ပေါ့နော်ဆက်ပြီးတော့ဟိုနေရှုမှတ်ရမလဲဘုရားလို့အဲ့လိုမျိုးပြောတော့သမီးရဲ့ဘာမှမပူနဲ့တဲ့အခုအချိန်မှာဖုံဖုံခေါ်တော့မယ်တဲ့ခေါ်မှာတဲ့အဲဒါကြောင့်မလို့သမီးရဲ့နားထောင်တဲ့ဆိုတော့ဟဲလို့ဘုံကငါ့ကိုပေါ့နော်ဘလို့နီးနဲ့များဒီငါခံလက်ရှိဖြစ်နေတဲ့ဒုက္ခဝေဒနာကြီးကိုသူကြောလို့အောင်ဟိုပေါ့နော်ဟိုတင် जा ပေးနိုင်မှာလေဒါပေမဲ့ဘုံကလည်းအရန်အားတွေပေးတော့လေဒီလိုအားတွေအရန်ရှိတယ်ဒီလိုအရင်စိတ်တက်ကြနေပြီချင်းငါတို့မရနိုင်တော့ပါဘူးဒီဝေဒနာတောင်ကနေပြီးတော့မကြောနိုင်တော့ပါဒုက္ခဝေဒနာပေါ့နော်မကြောနိုင်တော့ပါဆိုစိတ်တက်ကြနေချိန်မှာဘုံကြီးအရန်အားပေးတော့ဒီလိုအရန်အားတွေတက်ပြီးတော့အခုအချိန်မှာဟောမှာတဲ့တမီးဘာမှစိတ်တက်မကြနဲ့ဘုံသင်မေးမယ်တဲ့ဆိုတော့အဲ့ဘုံငါ့ကိုဘယ်လိုသင်ပေးမလဲအဲ့ဆရာတော်ဘုရားမှတ်မိလားအဲ့မှတ်မိတယ်ဗျာဖြေဆရာတော်ကြီးသူ့ဘွယ်တော်မေးနေတယ်ဟိုနေ့မှာဖခင်ဟောလေဟိုနေ့တင်းလေးတောင်ကန်ဖြေဆရာတော်ကြီးတက်တော်ကြီးပြီဗျာအခုဆိုတော့တော်တော်ကြီးအဲ့တော့ကတော့80လောက်ရှိတယ်မရှိတော့ဘူးဘူးရမရှိတော့ဘူးဟုတ်လားအဲ့နဲ့အဲ့ဘုံကြီးကလေဘာမှမပူနဲ့သမီးရဲ့ဖုံသင်ပေးမယ်ဆိုတော့အားရတော်ပြောလေဒီကျေးဇူးအဲ့နဲ့တပြည့်တော့စောင့်နေအဲ့ချိန်မှာလေအောက်ကိုဆင်းတော့အဲ့ချိန်မှာဆရာဖုံကြီးကလေကြွလာတော့သူ့ဟောရမယ့်ချိန်ရောက်တော့ပြင်မော်တက်တော့ကြွလာတော့သူကလည်းနားဆွေနေပြီပေါ့နော်ဗျာအဲ့ဒီမှာဖုံကလေဟိုကဘာပြောလဲဆိုတော့ဝေဒနာကိုတဲ့ရှုနီးနှစ်ခုရှိတယ်တဲ့စိုက်ရှုတာနဲ့ဝိုက်ရှုတာတဲ့ဒီလိုအဲ့လိုမသိတာဟဲဆရာတော်ကကြောက်စိုက်ရှုတာသူကတနည်းပဲတင်တာ
ဆရာဦးဓမ္မတာကသူကတနည်းပဲကြည်တယ်မရှိကြည်လို့မရှိဟာကွာလည်းရှိနေပေါ့နော်အခုဆရာတော်ကကြာဝိုင်းရှုလို့ရဟာနောက်တဲ့နီလန်းတစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒါကြတော့ဉာဏ်မကောင်းတဲ့လူတွေတွေ့တယ်တိလသမารီပညာအားနဲ့ဉာဏ်အားနဲ့ရင်ဝိုင်းရှုဉာဏ်အားကြီးမယ်တိလသမารီအားကောင်းရင်စိုက်ရှုဆိုတာအဲ့ဒါတပြီးတော့ဝိုင်းရှု မင်းညာဘုံတို့အဲ့တပေါ်ပဲနီးဆက်ရှိလို့ဒီဒေတာမတန်ဖြစ်မယ်ဝိုင်းရှိလို့နည်းနည်းတော့ ဝိုင်းရှုရမယ်တဲ့ဆိုတော့တပည့်တော်ကဘယ်လိုဝိုင်းရလဲဖရားဆိုအမှန်ဆရာအဲ့ဖုန်းကဆုံးရှင်းပြလေဒီပေါ်စင်ပြစိတ်တွေကိုစွန့်ရမှာဘာစိတ်ပေါ်စွန့်ဖို့ပဲဖြစ်နေရစွန့်မှာတဲ့ဆိုအဲ့ဒီတပည့်တော်ဝမ်းသာပါ ဆွမ်းတော့ဆရာတော်ဆိုလို့မပြတ်တာမြင်မှာပေါ့ ဒါနဲ့တပည့်တော်နားလေတဲ့စကားကိုဆရာတော်ကြီးကသုံးသွားစွန့်ရမယ်တဲ့ဆိုပြတ်တာကိုတပည့်တော်နားမလဲပြမပြတ်ဘူးပြတပည့်တော်ဝေဒနာကိုကြည့်မပြတ်ဘူးရှိတယ်အဲ့တော့တပည့်တော်ဆုံးမှနားလေဟိုပြနော်ဒီနားလေပုမှာဘုံမတူဘူးအပြည့်လို့ပြောတိုင်းလူတိုင်းလက်မခံနိုင်ဘူးဗျတပည့်တော်ကိုယ်တိုင်နဲ့ဟိုဘယ်လိုလဲရှိနေတယ်လေဆရာတပည့်တော်ကနာနေတယ်ဒါကြီးကိုပြတ်တယ်ဆိုဘယ်လိုမှတပည့်တော်ညံမှာမပြတ်ဘူးဗျအတော်တိကြီးဖြစ်ဆိုတော့အဲ့ဒီချိန်မှာဘုံကြီးကဝိုက်ရှူရတယ်ဘယ်လိုဝိုက်လဲဆိုတော့ထိုင်နိုင်ထားတော့လာဒီစက်ကမလက်ပေါ့နော်စိတ်တွေကိုလေဟိုကစိုးမာတဲ့အဲ့ဒါတပည့်တော်အရင်ဝမ်းသာပါဟာငါတော့လွတ်မြောက်ဒီဒုက္ခဝေဒနာတွေလွတ်မြောက်တဲ့နည်းလမ်းရပြီဆိုဝမ်းသာပြီးတော့လေဒီလိုအိတ်ချမ်းနေစာပြီးစွန့်တော့တာစွန့်ပြီးတော့တပည့်တော်ရိတ်တာကြီးမှလေတပည့်တော်အိမ်လာသွားလဲဆိုရည်ချင်းနဲ့စိတ်နဲ့အကုန်စွန့်တာရှင်ပြအဲ့ရိတ်တာလည်းထွက်လာတော့လေဟာတပည့်တော်အဲ့ဝေဒနာဆရာတော်အခုတပည့်တော်မှာအဲ့မှာဖုံကြီးကြောင့်တပည့်တော်တိသွားတာတပည့်တော်တော့ထိုင်နေချိန်မှာရှုမှတ်တာလေဘယ်လိုလုပ်နိုင်မှာလဲမရဘူးသူကလည်းဆက်3ကိန်းနေမှာရှင်းပြသိလားဒီတက်တော့လာရှုမှာဇီရိုတော့မဟုတ်ဘူးတွားချင်တဲ့ချိန်ကမောဟိုင်းနဲ့ထိုင်နေတောင်းဝင်နေတော့မှတရားထိုင်နေလေအဲ့ကြတော့ဒီဝေဒနာကိုမနိုင်ဘူးပြီးတော့ဖြုတ်လိုက်ရင်လေဒီစိတ်ကစွန့်နေရမယ်သိလားဟိုဘလို့လဲအချိန်ပြေးပေါ့နော်စွန့်ရှုမှတ်နေရမှာတပည့်တော့မဟုတ်ဘူးတောင်းဝင်နေမှရှုမှတ်တာလေဗျာအမှန်တောင်းဝင်လည်းမဟုတ်လဲရှုမှတ်နေရမှာအဲ့ဒါကိုနားလဲသွားတော့တပည့်တော့အချိန်တော်တော်များများကိုအဲ့လိုစွန့်လိုက်တဲ့အချိန်မှာတပည့်တော့ဒုက္ခဝေဒနာကိုကြော်နေတော့ပြတက်ခွေကိုမရှိတော့တာဒုက္ခဝေဒနာတပည့်တော်လည်းလုံးဝမလားပါမယ်ဆိုအဲ့မှာဖုံရအရင်ကျေးဇူးတင်ပါပြီးတော့အရင်ကျေးဇူးတင်အဲ့ကြောင့်တပည့်တော်မှာအဲ့လိုဆရာကောင်းတွေရှိပါတယ်ပေါ့နော်အဲ့ဒါကတော့ဒီအဲ့အစရနေပြီးတော့မှတခါဆရာတော်ရဲ့ခုနလိုပေါ့နော်ဒီတရားနဲ့ပေါ့နော်ထပ်ပြီးတော့အဲ့လိုမျိုးဟိုအားထုတ်ရင်းနဲ့အခုတပည့်တော့ပြန်ပြီးတော့အဲ့လိုကိုပြန်ပြီးတော့အားမရဘူးစိတ်မှဖြစ်တယ်အဲ့တော့ဘောနော်ဒီစိတ်ကိုပဲစွန့်တဲ့ဘောနော်စိတ်ကိုစွန့်တဲ့ဒီစိတ်တ ानु ပဒနာဘက်ကိုပဲပြန်သွားရမလားဒါပေမဲ့တခုတော့ရှိတာပေါ့ဘုံမို့ပဲဟိုဘယ်လိုလဲထိုင်ရှုထရှုတော့ရှိတာပေါ့ဆရာတော်ဖျားတော့တော်လာအလုပ်တွေနဲ့ဒီပရာဟိတနဲ့တွဲပြီးရှုတော့မနိုင်သေးဘူးသီလတမာတွေကအားမကောင်းဒီခုနလိုပေါ့ဒီတခုလေးကိုပဲဒီဇိုင်းမက်နဲ့လေထိုင်ရှုကြည့်ကျင်သေးရပေါ့နော်အဲ့ဒါကိုရှောက်တာဆရာတော်ဆရာတော်ရှင်းပြလိုက်ပေါ့ဓမ္မဘုံဆရာတော်ရဲ့ဒီဟာဆရာလေးတွေယောဂီတွေကနေပြီးတော့ဆရာလေးအချင်းရှင်းတယ်လို့ဒီရှင်းပြတော့နားထောင်ရင်ကောင်းမလားမူရပေါင်းနဲ့ဆယ်လောက်အားထုတ်တာခဏညကမတတ်ကြောင်းတာလန့်ကိုသွားတာပဲလူသစ်လို့ထင်လိုက်တာရှင်ပြားကလေဟိုအချိန်ကိုအရန်ဆိုတော့ထည့်ပြောတယ်တပည့်တော်ကကြာတော့တပည့်တော်ကဟိုကြားတယ်ပေါ့နော်ညံအားနဲ့လို့ဖြစ်ပါလိမ့်မယ်အဲ့တော့ကိုဒီလိုအချိန်ကြာတိုင်းလူတိုင်းမကြောက်ဘူးဗျအခုနောက်ပိုင်းလူတွေပုံညံထက်တယ်ဒီနောက်ပိုင်းရောက်တဲ့လူတွေကလေဒါရှေးဘုံရှေးကံပါတယ်ရှေးဘွားအားထုတ်ခဲ့တဲ့လူတွေလည်းဖြစ်နိုင်တယ်ဟိုသူတို့လည်းအချောင်တော့ဒီလိုက်မနိုင်တာတော့မဟုတ်ဘူးဆရာတို့တရားကိုတအားနာတယ်တိုက်ရိုက်ကိုနားတယ်ဟိုကြီးညိုအဲ့တော့သူတို့လည်းကြီးညိုတာပေါ့နော်တရားအားတွေကအရန်ကြီးတယ်အဲ့လိုတပည့်တော်မှာကိုအားနေချက်ကအဲ့လိုပေါ့တရားအားနေတာလားတရားအားနေလို့ပဲပညာအားနေသွားတာလားပေါ့နော်အဲ့ဒါတခုလဲกว่าတယ်ဗျအခုနောက်ပိုင်းလူတွေကတော်တော်နားလေတယ်ဗျဒီဓမ္မ ानु ပဒနာကိုပဲတိုက်ရိုက်ကိုသူတို့လိုက်နိုင်တယ်